ဖေကိုတက်ပြီးအာနာသိမ်းခဲ့တယ်ပြီးညီတော်ရဲ့အနေကိုကြောက်လို့ကြောက်တောင်ကြီးပေါ်မှာနန်းတော်တီးခဲ့တဲ့ပြီးကပ္ပအံပွဲ Lion Rock ရဲ့ပဲ့ကန်ရှင်ဘရင်ကတ်စပအကြောင်းကိုသင်ကြားဖို့ပါသလားဒီနေ့မှာတော့ကပ္ပအံပွဲ9ပါးပြီးရင်တချို့က10ပါးမြောက်အံပွဲလိုတောင်တင်စားကြတဲ့သီရိလင်္ကာနိုင်ငံကစီဂီရီယာအကြောင်းကိုတင်ဆက်ပေးတော့မှာပဲဗျဒီနေရာဟာတာမန်ကြောက်တောင်ကြီးတစ်ခုမဟုတ်ပါဘူးမနာလိုမှုသစ္စာဖောက်မှုကြောက်ရွံ့မှုတွေကနေမွေးဖွားလာတဲ့အမခန်းဘီသူကလက်ရတစ်ခုပဲဖြစ်ပါတယ်ဒီကြောက်တောင်ကြီးဖြစ်ပေါ်လာတဲ့အကြောင်းရင်းအစကိုပြောရမယ်ဆိုရင် AD 900စုမှာပေါ်ပေါက်ခဲ့တဲ့ဘရင်ကစ္စယပကနေစရမှာဖြစ်ပါတယ်ကစ္စယပဟာတာမန်မင်းမျိုးမင်းတွေကမွေးဖွားလာတာမဟုတ်တဲ့အတွက်ထီးနှံအရက်ရာကိုတရားဝင်ဆက်ခံဝင်မရှိပါဘူးထီးနှံကိုတရားဝင်ဆက်ခံရမှာတော့သူ့ရဲ့ညီတော်မောက်ကလန်နာပါဒါကြောင့်ကစ္စယပဟာအာနာယူသွမှုနဲ့အတူကြောက်မက်ဖွယ်ရာအမားတစ်ခုကိုကျူးလွန်ခဲ့ပါတယ်သူဟာသူ့ရဲ့ဖခင်အရင်ဖြစ်တဲ့ဘရင်ဓာနုသေနာကိုအရှင်လက်လက်နိုင်ငံနဲ့ထည့်သွင်းပိတ်သက်ပြီးထီးနှံကိုလူယူခဲ့ပါတယ်သူ့ရဲ့ညီတော်မောက်ကလန်နာကတော့အသက်ဘေးကနေထွက်ပြေးလွတ်မြောက်သွားပြီးအိန္ဒိယတောင်ပိုင်းကိုထွက်ပြေးကစစ်သားပြန်လဲဆိုတော့မှုစ조사ပါတော့တယ်ကစ္စယပဟာထီးနှံကိုယာသွားပေမဲ့စိတ်မချမ်းသာခဲ့ပါဘူးသူ့ရဲ့ညီတော်တနေ့နေ့မှာလက်စားချီဖို့ပြန်လာမအောင်သေလအောင်ကြောက်ရွံ့နေခဲ့ပါတယ်ဒီကြောက်ရွံ့မှုကပဲသူ့ကိုဒီကြောက်တောင်ကြီးကိုခေါ်ဆောင်လာခဲ့တာပါသူဟာဘသူမှတိုက်ခိုက်လို့မရတဲ့ကာကွယ်ရေးအရာအခိုင်အမာဆုံးဖြစ်မဲ့နေရာတစ်ခုကိုရှာဖွေခဲ့ပါတယ်နောက်ဆုံးမှာတော့မြေပြင်ကနေပေ600ကျော်မြင်မာပြီးထိတ်မှညီညာတဲ့ဧကပေါင်းများစွာကျယ်ဝန်းတဲ့ဒီ Lion Rock ကြောက်တောင်ကြီးကိုရှာတွေ့ခဲ့ပါတယ်ဒါအပြင်ဒီနေရာနဲ့ပတ်သက်ပြီးနောက်ထပ်ထူးဆန်းတဲ့ဒဏ္ဍာရီတစ်ခုလည်းရှိနေပါသေးတယ်ရှေးလူတွေရဲ့ယုံကြည်မှုအရဘရင်ကစ္စယပရဲ့ဖခင်ဘရင်ဓာလုသေနာဟာတစ်ချိန်ကမိဖုရားကြီးတစ်ပါးကိုမွေရုပ်ကြီးတစ်ခုနဲ့အတူနေသေးပြီးသားတစ်ယောက်မွေးဖွားခဲ့တယ်ဆိုတဲ့ဒဏ္ဍာရီပါပဲဒီဒဏ္ဍာရီကြောင့်ပဲကစ္စယပဟာသူ့ကိုယ်သူနတ်ဖုရားတစ်ပါးအဖြစ်ပုံဖော်ဖို့ဒါမှမဟုတ်သူ့ရဲ့ကြောက်ရွံ့မှုတွေကိုဖုံးကွယ်ဖို့ထီးနှံကိုဒီလိုတီးခြားဖြစ်တဲ့မြင်မာတဲ့နေရာကိုရွေးချယ်ခဲ့တာလားဆိုတာတော့ဒီနေ့ဒီစိတ်ဝင်စားစရာဘေးရီတစ်ခုဖြစ်နေသေးပါပဲဘရင်ကစ္စယပဟာဒီကြောက်တောင်ကြီးပေါ်မှာ18နှစ်ကြာထီးနှံဆန်ခဲ့ပါတယ်အဲ့ဒီအချိန်အတွင်းမှာသူတီဆောက်ခဲ့တဲ့အရာတွေကတော့နှစ်ပေါင်း1500ကြာတဲ့အထိလူတွေကိုအံ့ဩမင်သက်စေတုံးပဲဖြစ်ပါတယ်ပထမဆုံးကတော့ရေပိုင်းစနစ်ပါစဉ်းစားကြည့်ပါပေ600ကျော်မြင့်တဲ့ကြောက်တောင်ထိပ်မှာနန်းတော်ကြီးတစ်ခုကိုတီဆောက်ထားပြီးလူတွေနေထိုင်မှုရေကိုဘယ်လိုရခဲ့ပါသလဲကစ္စယပရဲ့အင်ဂျင်နီယာတွေကတော့တကယ်အမခမ်းပါပဲသူတို့ဟာကြောက်တောင်ထိပ်မှာအေယာမရေလောင်ကန်ကြီးတွေကိုထွင်းထူးခဲ့ပါတယ်မိုးရွာတိုင်းကြောက်တောင်ပေါ်ကျလာတဲ့မိုးရေတစ်စက်မကြံကိုဒီကန်တွေတဲ့စီးဝင်အောင်မြောင်းတွေကိုလည်းစီးတင်ကြဖောက်လုပ်ထားခဲ့ပါတယ်ဒါတွေမကသေးပါဘူးသူတို့ဟာ hydraulic နဲ့ရေအားတွန်းကန်မှုကိုအသုံးပြုပြီးအောက်ခြေကရေတွေကိုအပေါ်ထိရအောင်စုပ်တင်တဲ့စနစ်မျိုးတွေအပြင်ကြောက်တောင်အောက်ခြေက water garden ရေဥယျာဉ်တွေမှာရေပန်းတွေအလိုလျောက်ပန်းထွက်အောင်လဲဖန်တီးခဲ့ကြပါတယ်ဒါသူကိတုခါအစစ်အမြင့်ဆုံးရေအသုံးချမှုနည်းပညာပါပဲဒုတိယထူးခြားမှုကတော့သူ့ရဲ့ခြင်သစ်ဝင်ပေါက်ပါဒီကြောက်တောင်ကို Lion Rock လို့ခေါ်ရတဲ့အဓိကအကြောင်းရင်းပေါ့ကြောက်တောင်ရဲ့အလယ်လောက်ကိုတက်သွားရင်အေယာမခြင်သစ်လက်သေးကြီးနှစ်ခုကိုထွင်းတူတာတွေ့ရပါလိမ့်မယ်ရှေးတုန်းကတော့ဒီနေရာမှာလက်သေးတယ်မကပဲအပေါ်မှာခြင်သစ်ကောင်ကြီးတစ်ခုလုံးရှိခဲ့ပြီးလာရောက်လေပတ်သူတွေကခြင်သစ်ကြီးရဲ့ပါးစပ်ပေါက်ကနေတဆင့်နန်းတော်ဘော်ကိုတက်ခဲ့ရတာပါဒါဘရင်ကစ္စယပရဲ့ခွန်အားနဲ့ဩဇာအာဏာကိုပြသတဲ့အမှတ်သားတစ်ခုလို့ဆိုကြပါတယ်တတိယထူးခြားမှုကတော့နန်ရန်စေးရေးပကြီးတွေပါကြောက်တောင်ရဲ့အနောက်ဘက်ခြမ်းအတွင်းနေရာတစ်ခုမှာ Sigiriya Maidens Sigiriya အပြိုတော်များလို့ခေါ်တဲ့နန်ရန်စေးရေးပကြီးတွေရှိပါတယ်တစ်ချိန်ကဒီနေရာမှာပကြီးကားပေါင်း900ကျော်ရှိခဲ့လို့ဆိုပေမဲ့ဒီနေ့ခေတ်မှာတော့20ခန့်ပဲတွေ့ရပါတော့တယ်ဒီပကြီးကားတွေကအမျိုးသမီးတွေဟာဘသူတွေဖြစ်မလဲတချို့ကကောင်းကင်ဘုံကအပြိုတော် Apsara တွေလို့ဆိုကြပြီးတချို့ကတော့ဘရင်ကစ္စပရဲ့မိဖုရားတွေနဲ့အချွေရန်တွေလို့ယူဆကြပါတယ်သူတို့ရဲ့အလှတရားဟာနှစ်ပေါင်း1500ကြာပေမဲ့အခုအချိန်ထိမှေးမိန်ပျောက်ကွယ်မသွားသေးပါဘူးနောက်ဆုံးတစ်ခုကတော့ Mera Wall လို့ခေါ်တဲ့မှန်နေရမှာဒါကလည်းအံ့ဩစရာအကောင်းဆုံးအချက်တွေရတစ်ခုပါပဲ
ရှေ့ကဒီနေရန်ကိုပြားဖျောင်းတဲ့အခြားတဘာဝပစ္စည်းတွေရောဆက်ပြီးအလွန်ပြောင်လဲအောင်ပွတ်တိုက်ထားခဲ့လို့ဘရင်ကစ္စပဖြတ်သွားတိုင်းသူ့ရဲ့ပုံရိပ်ကိုမှန်လို့ကြည့်လို့ရခဲ့ရလို့တော့ဆိုကြပါတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကစ္စပခေတ်နောက်ပိုင်းနှစ်ပေါင်းများစွာကြာတဲ့အထိဒီနေရာကိုလာရောက်လည်ပတ်ခဲ့တဲ့ခီးသွားတွေကဒီနေရာတွေပေါ်မှာသူတို့ရဲ့ခန်းစားချက်တွေကြပြားတွေကိုရေးချစ်မှတ်တမ်းတင်ခဲ့ကြတာပါဒါတွေဟာကပတ်ပထမဆုံးခီးသွားမှတ်တမ်း travel vlog တွေတဲ့တခုလို့တော့တင်စားနိုင်ပါတယ်ဘယင်ကစ္စပရဲ့အကြောင်းကိုပြန်ဆက်မယ်ဆိုရင်တော့သူ့ရဲ့ဇလံအဆုံးသတ်မလှခဲ့ပါဘူးသူ့ရဲ့ညီတော်မော့ကလနာဟာအိန္ဒိယကနေစစ်တပ်ကြီးနဲ့ပြန်လာခဲ့ပြီးစီကီရီယာဝင်းရံတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဘယင်ကစ္စပဟာသူ့ရဲ့မဟာခန္ဓာကြီးပေါ်ကနေဆင်းပြီးသူ့ရဲ့ညီတော်နဲ့ဆင်စည်းခြင်းထိုးခဲ့ပါတယ်ဒီပွဲမှာရှုံးနေသွားခဲ့ပြီးနောက်သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်လို့သမိုင်းတွေကဆိုကြပါတယ်ဘယင်ကစ္စပမရှိတော့တဲ့နောက်ဒီကြောက်တောင်ကြီးပေါ်ကနန်းတော်ကြီးဟာတဖြည်းဖြည်းနဲ့စွန့်ပစ်ခံခဲ့ရပြီးနှစ်ပေါင်းများစွာကြာတောထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်1982ခုနှစ်မှာတော့ UNESCO ကသူ့ရဲ့ထူးခြားတဲ့သမိုင်းနဲ့ဘီတုကလက်ရာတွေကြောင့်ကမ္ဘာအမွေနဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်ဒီနေ့ကမှစီကီရီယာကိုတွားရောက်လဲပတ်မယ်ဆိုရင်တော့ရှေးခေတ်လူတွေလိုချင်းသေးပစက်ထဲကဝင်ရမှာမဟုတ်တော့ပဲမတ်ဆောက်တဲ့တန်လေကားတွေကနေတဆင့်အဆင့်ဆင့်တက်ရမှာဖြစ်ပါတယ်တန်လေကားတွေကိုအဆင့်ဆင့်တက်ရတာမောပန်းနေဆိုပေမဲ့ထိတ်ဆုံးကိုရောက်သွားတဲ့အခါမြင်တွေ့ရမယ့်မြင်ကွင်းကတော့တကယ့်ကိုအမခမ်းပါပဲကိုယ့်ရဲ့မျက်စိရှိမှ360ဒီဂရီကျယ်ပြန့်နေတဲ့တီရီလင်္ကာနိုင်ငံရဲ့စိမ့်ဆုံနေတဲ့မြေပြင်ရှေးဟောင်းရေကန်တွေနန်းတော်ဟောင်းရဲ့အုတ်မြစ်တွေကိုတဝါကြီးကြည့်ရှုခန်းစားရမှာပါတွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်ကတော့နေမပူခင်မနက်စောကြီးဒါမှမဟုတ်နေဝင်ချင်းအလှကိုကြည့်ရှုနိုင်မယ့်ညနေခင်းတွေပဲဖြစ်တယ်လို့ဆိုကြပါတယ်ဒီတော့စီကီရီယာဆိုတာဘာလဲသူဟာဖခင်ကိုတတ်မိလို့ကြောက်ရွံ့နေတဲ့ဘရင်တစ်ပါးရဲ့ခန္ဓာကြီးတစ်ခုလားဒါမှမဟုတ်နဖျားတစ်ပါးအဖြစ်ကိုတက်တည်ပြခြင်းခဲ့တဲ့မာနာတရားရဲ့ပြရုပ်တစ်ခုလားဘလို့ပဲဖြစ်စီကီရီယာဟာတမိုင်းအမွေနဲ့အမခမ်းဘီတုကပညာပြီးတော့စိတ်ဝင်စားတဲ့ဒဏ္ဍာရီဒီသုံးမျိုးစလုံးရဲ့အံ့ဘွယ်လက်ရာတစ်ခုအဖြစ်ပေါင်းဆက်တည်ရှိနေတာပါဒီနေရာဟာလူသားတွေရဲ့မယုံနိုင်တဲ့စွမ်းအားဉာဏ်ပညာနဲ့တဘာဝတရားရဲ့ကြီးကျယ်ခမ်းနားတဲ့အလှတရားကြားကလှပစမ်းကြဲတဲ့ချိတ်ဆက်မှုတစ်ခုပါပဲဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and comment လေးလုပ်ခဲ့ပေးကြပါဦးဗျစီကီရီယာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ဘယ်လိုမျိုးထင်မြင်မိပါသလဲ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးဗျနောက်လာမယ့်ကဘာတဝမ်းကအံ့ဘွယ်သမိုင်းအကြောင်းအရာတွေကိုသိဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဗျအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Andrew ပါ